အားလုံးကိုမင်္ဂလာပါလို့အိမ်မောက် daily truth ကနေထုတ်ခွင့်ဆက်ပါတယ်။တာဦးအရာကိုတန်ဖိုးထားပါဆိုတဲ့ကောင်းစင်လေးနဲ့အတူတကွာစင်ချင်းနှလုံးသွင်းဖို့အရောက်တိုင်းကိုယေရှုခရစ်နာမတော်နဲ့ဖိတ်ခေါ်ပါတယ်။ကပ္ပဝကျမ်းခန်းကြီး25အပိုင်းငယ်31-32မှာယာကုပ်ကလည်းယနေ့ပင်သင်ဤတာဦးအရာကိုငါအားရောက်ပါဟုဆိုလင်အေးတော့ကငါတည်လို့ပြီးတာဦးအရာအားဖြင့်အပေအကျိုးရှိပါလိမ့်မည်နိဟုဆို၏ဖတ်ကြားတော်နှုတ်ကပတ်တော်အားဖြင့်ကျမ်းနာတော်အရောက်တိုင်းကိုဘုရားသခင်အသေးခံကောင်းချီးပေးပါစေအာမင်ဒီမှာအေးတော်နဲ့ယာကုပ်ညီအကိုအကြောင်းကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်အေးတည်လိုက်ရဲ့ထုံတန်းစင်လာကတော့တာဦးကအမွေခံစားရဖြစ်တယ်ကောင်းကြီးရတာဖြစ်တယ်ဒါပေမဲ့ဒီမှာယာကုပ်ကရသွားတယ်ဘာကြောင့်ဒီလိုဖြစ်တယ်လဲရတဲ့နဲ့သူကမရဘဲနဲ့မရတဲ့နဲ့သူကဘာကြောင့်ရသွားတယ်လဲဒီအရာလေးကဆင်ခြင်မဆွင်တာဦးအရာကိုတန်ဖိုးထားတဲ့ယာကုပ်နဲ့တာဦးအရာကိုမထီမဲ့မြင်ပြုတဲ့အေသောအကြောင်းကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်အေသောကတာဦးအရာကိုခံစားရမှာဖြစ်တယ်။တာဦးအရာဆိုတော့တာဦးနဲ့ဆက်ဆိုင်တဲ့ကောင်းကြီးမင်္ဂလာကိုခံစားရမှာဖြစ်တယ်။ဒါပေမဲ့တာဦးနဲ့ဆက်ဆိုင်တဲ့ကောင်းကြီးမင်္ဂလာကိုမခံစားရအောင်ဒါရှိတဲ့အရာကရှိနေတယ်။အဲ့ဒီအရာကပါလဲဆိုတာဦးအရာကိုမထီမဲ့မြင်ပြုတာဖြစ်တယ်။ယာကုပ်ကတော့အငယ်ဖြစ်တဲ့အတွက်ကြောင့်မလို့တာဦးအရာဆိုတဲ့တာဦးနဲ့ဆက်ဆံတဲ့ကောင်းကြီးမင်္ဂလာကိုမခံစားထိုက်တဲ့သူဖြစ်တယ်။ဒါပေမဲ့သူကခံစားသွားတယ်။ဘာကြောင့်လဲဆိုရင်တာဦးအရာနဲ့ဆက်ဆံတဲ့ကောင်းကြီးမင်္ဂလာကိုအင်မတန်တန်ဖိုးထားမြတ်နိုးတဲ့အတွက်ကြောင့်ဖြစ်တယ်။ဟုတ်ပြီကျွန်တော်အေးတော့ကဘယ်လိုသူကမထီမဲ့မြင်ပြုတ်တယ်လဲ။ဘယ်လိုမျိုးပုံစံနဲ့လဲ။ဒီနေ့ပါတဲ့ဒေါ်ထဲကနဲ့အေးတော့ကအိမ်ကိုပြန်လာတယ်ပြန်လာတဲ့အချိန်မှာယာကုပ်ကဟင်းချက်နေတယ်ဘဲဟင်းချက်နေတယ်အဲ့အချိန်မှာအေးသောကဆာလုံမွတ်သိမ့်တဲ့အချိန်မို့လို့သူ့ဟင်းခွက်ကိုတောင်းတယ်တောင်းတဲ့အချိန်မှာယာကုပ်ကပြောလိုက်တယ်ဒီနေ့ပဲတာဦးအရာကိုငါ့ကိုရောင်းပါဆိုဘဲဟင်းကိုငါပေးမယ်အဲ့ဒီဟာကိုနေရောင်းတယ်ဆိုရင်ငါပေးမယ်တောင်းဆိုလိုက်တယ်အဲ့လိုတောင်းဆိုတဲ့အချိန်မှာငါကအသက်လက်ကြီးပြီအိုးပြီးတေတော့မှာဘာဦးအရာငါတော့ပါချိုးရှိမလဲဆိုတဲ့ပို့ပြက်ပြက်အတွေးနဲ့တန်ဖိုးမထားဘဲနဲ့သူ့ရဲ့တနတ်စာလေးအတွက်ခဏသားလေးအာသာပြေဖို့အတွက်အစာပြေဖို့အတွက်တာဦးအရာကိုယာကုပ်ကိုရောင်းပေးလိုက်တယ်အဲ့မှာချိန်ပြီးခမရောင်းပေးလိုက်ယာကုပ်ကတော့ဘလို့တန်ဖိုးထားတယ်လဲဆိုသူကိုယ်တိုင်ချက်ပြုတ်တဲ့သူ့ရဲ့ဝန်းစာအတွက်သူချက်ပြုတ်ထားတဲ့ဘင်းဟင်းလေးအဖြစ်သူစားမဲ့အစာကောင်းကြီးကိုပို့ပြီးခမတီဝန်းစာတနတ်စာထက်ကောင်းကြီးကပို့ပြီးခမမြင့်မြတ်တယ်ကောင်းတယ်ဆိုတာကိုတန်ဖိုးထားသိတတ်ခြင်းအဖြစ်ဝယ်ယူလိုက်တာဖြစ်တယ်အဲ့ဒီမှာကျွန်တော်တို့ယုံကြည်သူခရစ်ယာန်တွေလည်းသင်္ခါစာယူဖို့များကြီးရှိတယ်ခရစ်တော်ဟာပြီးဖြစ်တယ်တာဦးဖြစ်တယ်ခရစ်တော်အားဖြင့်ကျွန်တော်တို့လည်းတာဦးရကိုခံစားရတယ်အဲ့လိုပဲကျွန်တော်တို့ခရစ်တော်အားဖြင့်ခံစားရတဲ့ကောင်းကြီးမင်္ဂလာတွေရှိပါတယ်ဒါမဲ့အဲ့ဒီခရစ်တော်အားဖြင့်ကျွန်တော်တို့ခံစားရမယ့်ကောင်းကြီးမင်္ဂလာတွေကိုမထီမဲ့မြင်မပြုတ်ဖို့အေးတော်ကဲ့သို့မဖြစ်ဖို့အင်မတန်အရေးကြီးတယ်ကျွန်တော်တို့စာတိအသွေးအသားကတောင်းဆိုတဲ့စေလိတ်ကွန်းရာအယက်တေစာအပျော်အပါစတဲ့ဘာမှမဟုတ်တဲ့ခဏတာလေးအာသာပြေဖို့အစာပြေဖို့ဒီအရာတွေအဖြစ်ခရစ်တော်အဖြစ်ကျွန်တော်ခံစားနေတန်ရှင်းသောအသက်တာမထီမဲ့မြင်ပြုရစေကျွန်တော်တို့ရှေ့မှာဖယားသခင်ပြင်ဆင်ပေးထားတဲ့ကောင်းကြီးမင်္ဂလာတွေဟာလက်လွတ်ဆုံးရှုံးသွားမှာဖြစ်တယ်။အဲ့ဒီကောင်းကြီးမင်္ဂလာက
စီးစိမ်ဥစ္စာနဲ့ဆက်ဆိုင်တဲ့ကောင်းခြင်းမင်္ဂလာဖြစ်ခြင်းလည်းဖြစ်မယ်ကျမ်းမာရေးနဲ့ဆက်ဆိုင်တဲ့ကောင်းခြင်းမင်္ဂလာဖြစ်ခြင်းလည်းဖြစ်မယ်အိမ်ထောင်မိသားစုလင်မယားသားသမီးတွေနဲ့ဆက်ဆိုင်တဲ့ကောင်းခြင်းမင်္ဂလာလည်းဖြစ်ခြင်းဖြစ်မယ်ကျွန်တော်ခံစားသိရဲ့သားခံစားထိုက်ရဲ့သားနဲ့အချိန်တန်ရဲ့သားနဲ့ကျွန်တော်တို့အသက်တာမှာတန်ရှင်းခြင်းအသက်တာကိုမထီမဲ့မြင်ပြုမိတဲ့အတွက်ကြောင့်မလို့အေးတော့ကဲ့သို့သောဆုံးရှုံးရမယ်မခံစားသိတဲ့သူတွေခံစားတော့တာအများကြီးရှိယာကုပ်ကဲ့သို့သောပြင်ဆင်နိုင်ဖို့လိုပါတယ်ကျွန်တော်တို့အစားအသောက်ဖြစ်ခြင်းဖြစ်မယ်ကျွန်တော်တို့အပျော်အပါးဖြစ်ခြင်းဖြစ်မယ်ကျွန်တော်တို့အချိန်ကျွန်တော်တို့ဥစ္စာဒီအရာတွေကိုပေးဆက်ခြင်းအဖြစ်အနစ်နာခံခြင်းအဖြစ်ကျွန်တော်တို့ကဝယ်ယူရမှာဖြစ်တယ်။သားအိုးနဲ့ဆက်ဆိုင်တဲ့ကောင်းခြင်းမင်္ဂလာကိုအင်မတန်တန်ဖိုးထားမြတ်မှုဖို့လိုပါတယ်။ကိုယ်မှာရှိတဲ့အရာလေးနဲ့အချိန်မရွေးဝယ်နိုင်ဖို့အဲ့လိုဝယ်ယူရင်ကျွန်တော်တို့ဟာမထိုက်တန်ပေမဲ့ခရစ်တော်အားဖြင့်ကျမ်းမာခြင်းနဲ့ဆက်ဆံတဲ့ကောင်းခြင်းမင်္ဂလာပြောခြင်းဝတ်မြောက်ခြင်းငြိမ်သက်ခြင်းနဲ့ဆက်ဆိုင်တဲ့ကောင်းခြင်းမင်္ဂလာလင်မယားကြားဆက်ဆိုင်တဲ့မင်္ဂလာသားသမီးတွေကြားဆက်ဆိုင်တဲ့မင်္ဂလာအလုတ်ထဲမှာဆက်ဆိုင်တဲ့မင်္ဂလာကောင်းခြင်းမင်္ဂလာအဖျားဖျားဟာကျွန်တော်တို့ခံစားနိုင်တယ်ကျွန်တော်ရရှိနိုင်တယ်အေးတော့ကဲ့သို့သောမထီမဲ့မြင်ပြုရင်တော့ဒီနေ့ကျရင်နောင်တရပြီကိုယ်ထက်ပါမှမတော်တဲ့သူမတတ်တဲ့သူမလုံနိုင်တဲ့သူတွေကကိုယ်ထက်တာသွားပြီခမကိုယ့်ရဲ့အထက်မှာရောက်သွားကိုကစိတ်ဓာတ်တွေကြကိုရသိရထိုက်ရတဲ့တခြားသူကပဲရသွားမျက်ရည်မျက်ခွက်ရင်နာနဲ့အသေးနာနဲ့ခံစားဖို့မလိုချင်မှုဆွေယာကုပ်ကဲ့သို့သောဒီကောင်းကြီးမင်္ဂလာတွေကိုမျက်နှာတဖို့ထားဖို့ကိုမဖျားပေးအစွန်းစာလေးဖြစ်တဲ့ဖျားပေးတဲ့အရာလေးတွေနဲ့ဝယ်ယူနိုင်ဖို့လှဲလည်နိုင်ဖို့လိုပါတယ်ဒါမှသာလျှင်ယာကုပ်ကဲ့သို့သောမထိုက်တန်ပေမဲ့ကျွန်တော်တို့ကသားအိုးနဲ့ဆက်ဆိုင်တဲ့ကောင်းကြီးမင်္ဂလာခရိယာဖယားသားသမီးတွေနဲ့ဆက်ဆိုင်တဲ့ကောင်းကြီးမင်္ဂလာကျွန်တော်တို့ကခံစားရမှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့အသက်တာထဲမှာသားဥအရာကိုမထီမဲ့မြင်မပြုပါနဲ့ယာကုပ်ကဲ့သို့သောအိမ်မတန်တန်ဖိုးထားမြတ်နိုးပြီးခမရှိတဲ့အရာလေးတွေနဲ့ခဲဝဲယူနိုင်တဲ့သူပိုင်းဆိုင်တဲ့သူဖြစ်ကြပါစို့ခွန်အားပေးတိုက်တွန်းဖို့ဆိုပါတယ်အရောက်တိုင်းကိုဖျက်ခင်ကောင်းချီးပေးပါစေအာမင်